လူချက်ဟာသူ့အဖေတပည့်တွေကိုဓာတိုင်းတင်ပေးနေတာကိုခိုးကြည့်နေပါတယ်။သူ့အဖေကရေအိုး6လုံးကိုဓာချက်တစ်ချက်တည်းနဲ့ခွဲပြလိုက်တာကိုသူကအားကျပြီးလိုက်လုပ်ကြည့်ပါတယ်။ဒါပေမဲ့သူလုပ်တဲ့အခါမှာတော့ရေအိုးတွေကရေတစ်စက်တောင်မလုပ်ခဲ့ပါဘူး။သူကိုယ်တိုင်လည်းငါဟာအတိုင်းပညာအတွက်အသုံးမကျတဲ့သူပဲလို့တွေးပြီးစိတ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမသိလိုက်တာကသူထွက်သွားပြီးစက္ကန့်ပိုင်းတွင်းမှာပဲရေအိုးတွေအားလုံးဟာကောင်းကင်ယံအထိပောက်ကွဲထွက်သွားခဲ့တာပါ။ဒါကိုခိုးကြည့်နေတဲ့တိုင်းပညာရှင်ကြီးဝူဆန်ကတော့အံ့ဩမြင်သက်သွားပြီးဒီကောင်လေးဟာနှစ်တစ်ထောင်မှာတယောက်သာပေါ်ထွန်းတက်တဲ့တိုင်းပါရမီရှင်ဝူရှန်ခန္ဓာကိုယ်ပိုင်ရှင်မှန်းသိသွားခဲ့ပါတယ်။ဝူဆန်ကသူ့ကိုတပည့်ဖြစ်လက်ခံဖို့ကမ်းလှမ်းခဲ့ပေမဲ့လူချဲကမယုံကြည်ခဲ့ပါဘူး။ဒါကြောင့်ဝူဆန်ကကြောက်စိမ့်ပြတစ်ဝက်ကိုပေးခဲ့ပြီးအကူအညီလိုရင်ခွဲလိုက်ဖို့မှာခဲ့ပါတယ်။ဒါပေမဲ့လူချဲရဲ့ဘဝကကန်ဆိုးမိုးမောင်ကျခဲ့ပါတယ်။သူ့ရဲ့ကောက်ကျစ်တဲ့မွေးစားညီဖြစ်သူစမ်းပြောင်ကမိသားစုရဲ့တားမြစ်ထားတဲ့လှုပ်ဝက်ကျန်းစာကိုခိုးယူရကနေလူမိသွားတဲ့အခါလူချဲကိုပဲပြန်ပြီးအပြစ်ပုံချလိုက်ပါတယ်။သူ့အဖေကလည်းတားအရင်ရဲ့စကားကိုတစ်ချက်လေးတောင်နားမထောင်ပဲလူချဲကိုပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့ပါတယ်။မိသားစုဝင်အားလုံးကလည်းသူ့ကိုရန်သူလိုပဲကြည့်နေကြသလိုသူ့ရဲ့စစ်ဆက်ထားတဲ့ချစ်သူကတော့သူ့ဘက်ကမရက်တီပေးခဲ့ပါဘူး။နောက်ဆုံးမှာတော့လူချဲဟာအမှောင်ထောင်ထဲကို10နှစ်တိုင်တိုင်အပို့ခံခဲ့ရပြီးတိုင်းပညာတွေအားလုံးဖျက်ဆီးခံလိုက်ရကဒုက္ခိတတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။10နှစ်အကြာထောင်ကထွက်လာတဲ့အခါမှာတော့လူချဲဟာအရင်ကတိုင်းပညာရှင်ကြီးပေးခဲ့တဲ့ကြောက်စိမ့်ပြားကိုခွဲလိုက်ပြီးဒီမိသားစုနဲ့အဆက်အသွယ်အပြီးတိုင်ဖြတ်လိုက်ပါတော့တယ်။တိုင်းပညာရှင်ကြီးဝူဆန်ကသူ့ကိုခေါ်ယူပြီးနီးပြပေးခဲ့ရမှာ3နှစ်အတွင်းမှာတင်လူချဲဟာလောကမှာအင်အားကြီးဆုံးနံပါတ်1ပညာရှင်ဖြစ်လာခဲ့ပါတယ်။နာမည်ကိုလည်းရှောင်ရန်လို့ပြောင်းလဲလိုက်ပြီးတိုင်းလောကရဲ့ထိပ်တန်းဂိုင်းချုပ်ဖြစ်လာပါတယ်။တနေ့မှာတော့တိုင်းကိုင်းကြီးရဲ့တပည့်တစ်ခေါ်ယူပွဲကိုသူ့ရဲ့ဇာတိမြို့မှာကျင်းပခဲ့ပါတယ်။အဲ့ဒီပွဲကိုသူဟာအထူးဧည့်သည်တော်ဂိုင်းချုပ်ဖြစ်ပြန်လည်ရောက်ရှိသွားတဲ့အခါမှာတော့